ရွှေနန်းဒုက္ခမှာဒီပရက်တကုံးကိုလေ80ကျော်ရဲပဲကြာမယ်100လည်းမကျော်ဘူးရှင်ကျန်တာဘာတက်တာလဲဆိုတော့အဓိက main ကတို့တို့ပဒိန်လက်ခအရောအတွက်ဒီဆွဲကြိုးတကုံးကို15သိန်း30ဝန်းကျင်လောက်ပွဲတက်ပရက်ကြီးတက်တာဖြစ်ပါတယ်ရှင်ဝိုးမိုက်တယ်အဲ့တော့15ဘိတ်ဒီမြေချက်ပြေတွေကိုစဝယ်ရလဲတက်တာနဲ့ဝစ်ချင်တယ်နောက်ပိုင်းလဲအယောင်းလဲမှာတက်သိန်းမှာ3000 10သိန်းမှာငွေ3000ဒါကရွှေဈေးပုံမှန်ဆိုဒီတိုင်းပဲရွှေဈေးကကျသွားမယ်ဆိုလဲကျဈေးနဲ့လုံးဝပြန်မကောက်ဘဲနဲ့ကို့တဲတွေဆုံးရှုံးမှာဆိုလို့တို့တို့ကဘောင်းချပါဈေးပေါ်မှာပဲပါစနစ်လေးပေးရော့တယ်ဆိုတာကိုတက်ချာလာပြောပြတာပါဟုတ်လားအဲ့လိုလုပ်ပြတာလားဆိုတော့ဟုတ်ပါတယ်80တိုင်းလုပ်ပြတာဖြစ်ပါတယ်ရှင်ဟိုးအရမ်းမိုက်တော့ပျော်စရာကြီးဆိုတဲ့ကို့တဲလုံးနေရွှေဈေးတွေတက်လာမယ်ဆိုရင်လဲရွှေချိန်အရှိကိုကာလအဝယ်ပေါက်ဈေးနဲ့ရောင်းချင်လားရောင်းလို့ရတယ်ရှင်ဒါလေးကိုတေချာလာပြောပြတာပါအဲ့တော့နီးစက်ရမိတ်ဆွေတွေရွှေမျိုးတွေအကုန်လုံးကိုလက်တို့လိုက်တော့နော်ဟုတ်ကဲ့ပါရှင်အဲ့တော့ရွှေနန်းဒုက္ခအနေနဲ့ဘယ်မျိုးနယ်တွေကိုလာခဲ့ရမလဲပျော်ပေးအောင်ကဲလာတာလားအနိကက်ပြပေးတို့ရွှေနန်းဒုက္ခမှာစိတ်စစ်ရွှေစစ်ကိုလည်းဝေးရတယ်ပြီးသွားပြီဆိုရင်ကိုတဲတွေကပြန်ရောင်းရင်လည်းမရှုံးမဲနဲ့အမျက်တွေပါရကျင်နေဆိုတော့ရွှေနန်းဒုက္ခမှာဝယ်ပါစဝယ်တွေကလည်းတိတ်နေတက်တာတယ်အခုဒုံပြမယ်ဒီရွှေတုပ်ဆွဲသီးစိန်ဆွဲသီးဆိုရင်သူကဒါလေးဆိုရင်35သိန်းအတိပြန်ရောင်းမှတက်သိန်းနဲ့9000ပဲရော့မယ် surprise amazing ဖြစ်ပါတယ်ဝိုးဒါလေးဆို30အတိပြန်ရောင်းမှ6000ပဲရော့မှာဖြစ်ပါဒါက6လအတွင်းရောင်းမှာနော်6လပြည့်ရနဲ့လုံးဝမရှုံးတော့ဘူးနော်ဟုတ်ကဲ့ပါဒါလေးကကြတော့သူက48သိန်းမှာသူကတက်သိန်း4000ပဲရော့မှာဖြစ်ပါတယ်ရှင်ဝိုးပျော်စရာကြီးဟဲ့ပြန်ရောင်းမှတက်သိန်းတော်လေးနဲ့ရွှေစစ်စိန်စစ်ကိုအထယ်လဲဝစ်နိုင်ပြီဟဲ့ဝစ်နိုင်ပြီစိန်ခက်ရောက်ပြီနော်ကိုတဲ့တွေကဲအဲ့တော့တုံးဒီဈေးလေးနဲ့ကလည်း surprise amazing ဈေးနောက်ပိုင်းလဲကိုကရောင်းလဲအရန်ကိုအဆင်ပြေတော့ဆိုတော့ surprise ဖြစ်ပါတယ်ရှင်ကဲကိုတဲ့တွေအဲ့တော့ဒီအစီအစဉ်ရဆိုရင်အဆင်ပြေလားမပြေလားပျော်ပေးအောင် comment ထဲပါအတိမိတ်ဆွေလည်းလက်တို့ပြောဟဲရွှေနန်းဒုက္ခမှာစိန်တွေကဝယ်တွေကလည်းတက်တာတယ်ပြန်ရောင်းတဲ့ခါမှာလဲဒီလိုမျိုးတက်သိမ်းမှာ3000ပါစနစ်လေးပဲရှုံးတာဟဲ့နောက်ပြီးတော့လေ6လပြည့်ရင်လည်းမရှုံးဘူးနော်တနစ်ဆိုတာနဲ့လဲရောင်းအမျက်တွေပေးရဆိုပြီးတော့လက်တို့ပြီးတော့ရွှေမျိုးတွေရောမိတ်ဆွေတငယ်ချင်းတွေလည်းပြောပေးပါအောင်ရှင်ညွှန်ပေးပါအောင်ကိုတဲ့တွေစိန်တွေအကြောင်းကိုတေချာပြောပြအောင်မယ်ဒီစိန်တွေအကုန်လုံးကလေသူကမိုးလောင်းတွေဖြစ်တဲ့အတွက်ဂရေတွေလုံးဝသူကမပါဘူးဂရေလည်းထည့်လို့မရဘူးအဲ့အတွက်သူကအယံဝဲရတာကောင်းတယ်ဒါလေးကိုတေချာပြောပေးချင်တာဒရုန်းတို့ရွှေနန်းဒုက္ခမှာအခုပြမဲ့ဒီဇိုင်းဆို10သိန်း15သိန်း30သိန်း50သိန်း80သိန်း90 120ဖြစ်ပါတယ်ဒါလေးတွေအားဆိုရင်10သိန်းရဆို3000ပဲရော့မယ်15သိန်းမှာ4000ဝယ်ပဲရော့မယ်အရန်မိုက်တယ်နော်အဲ့တော့အနီးကလည်းကြည့်ပေးဒါမန်လေးဆိုင်မှာရှိတဲ့ဒီဇိုင်းလေးတွေကိုည7နာရီကျော်7နာရီကျော်သွားပြီအခုဗီဒီယိုရိုက်ရင်းနဲ့ကဲသေးချာလေးပြပေးလိုက်တာဖြစ်ပါတယ်ကိုတဲတွေကိုအဲ့တော့ဒရုန်းတို့ရွှေနန်းဒုက္ခကအဓိကဟာလေစိတ်ခက်ရောက်ပြီနော်စိတ်ညိုဝစ်စေခြင်းနဲ့နော်စိတ်ဝတ်တိုင်းရှုံးနေလို့စိတ်ညစ်နေပြီလားပျော်ပြအောင်နော်အဲ့အတွက်ဒရုန်းတို့ဒီကိုတဲတွေကိုတတလေးနဲ့စဝယ်ရလဲတက်တာစွာနဲ့ဝစ်စေခြင်းနဲ့နောက်ပြီးတော့ကိုကအကြောင်းမျိုးကြောင့်ငွေလေးလိုပြန်ထုတ်မယ်ဆိုလဲအများကြီးမဆုံးရှုံးမဲနဲ့ကိုပတ်စံလေးပေါ့နော်ကိုယ့်အိတ်ထဲကပတ်စံသူများကိုပေးရတာအဲ့တော့ဝစ်ရတာလေအမျက်ပြန်ရောက်တဲ့ခါမှာလေအမျက်တွေမျိုးများရစေခြင်းနဲ့အဲ့ဒီအတွက်ကိုတဲတွေကိုဝစ်နိုင်အောင်ဝယ်နိုင်အောင်လို့တို့ရွှေနန်းဒုက္ခအနေနဲ့အများကြီးစူးစမ်းတော့မှာဖြစ်ပါတယ်ရှင်အဲ့တော့ဝစ်နိုင်ပြီဟဲဝစ်နိုင်ပြီစိန်နေဝစ်နိုင်ပြီကဲအရှုံးနေလဲတက်တာသွားပြီတက်သိမ်းမှာ3000ဆိုတော့ပျော်ကြီးတာနော်ဝစ်ချပလိုက်တော့နော်တကူကိုစိတ်တိုင်းကြလာရွေအဟောင်းပေးအသိယူလဲကျင်တယ်ဆိုလဲတဲတို့စီမှာရှိတဲ့ပစ္စည်းလေးကိုပြကြည့်ဒရုန်းတို့ပေးတဲ့ဈေးကိုတကယ်ကြိုက်နေတတ်တယ်ဆိုမှလဲလို့ချိန်လို့ရတယ်အခုကတော့ဒါမန်လေးဆိုင်85လမ်းတောင်39လမ်းမှာပွားပြပေးလိုက်တာဖြစ်ပါတယ်မကြခင်ဒရုန်းရဲ့မွေးနေ့6လပိုင်းမှာလဲလာတော့မှာဖြစ်ပါတယ်ကိုတဲရီကိုထူးထူးကြကြအစီအစဉ်တွေလည်းရှိပါသေးတယ်ဘလို့လေးတွေလောက်ဆောင်ပေးစေချင်လဲပြောပေးပါအောင် comment ထဲမှာလဲဒါလေးကိုတည်တည်ချာမှတ်ပေးပါအဲ့ဒီကအကြိုက်ဆုံး comment တွေကိုဒရုန်းအနေနဲ့ဒရုန်းရဲ့ဒီဝတ်စုံတွေကို surprise အနေနဲ့ကိုတဲရီကို delivery က free နဲ့အိမ်နာရောက်အကုန်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင်အဓိကအမြဲတမ်းဒရုန်းတို့ရွှေနန်းဒုက္ခမိသားစုဒီဘာလေးကိုလုပ်ပေးနိုင်မလဲဘယ်လိုလေးလုပ်ပေးနိုင်မလဲကိုတဲရီအတွက်အမြဲတမ်းစဉ်းစားပြီးတွေးတောပြီးအကောင်းဆုံးတွေလှုပ်ဆောင်ပေးနိုင်အောင်လို့အများကြီးကြိုးစားပါမယ်ရှင်